ထိုင်းနိုင်ငံမှာအထိတ်လန့်ဆုံးနဲ့လူပြောအများဆုံးဖြစ်ခဲ့တဲ့ဖုန်ကြီးကျောင်းကရောအလောင်းပေါင်း2000ကျော်အကြောင်းကိုသိပါသလားဘလို့စတင်ခဲ့တာလဲဒီဖြစ်ရကဘန်ကောက်မြို့လေဖျားကျောင်းမှာအလောင်းတူလောင်တဲ့ကိုတောင်တွေကနေပြီးတော့အနံဆိုးတွေထွက်လာရကနေစတင်ခဲ့တာပါစုံစမ်းစစ်ဆေးလိုက်တဲ့အခါမှာတနိုင်ငံလုံးတုံလို့သွားရလောက်အောင်ပလတ်စတစ်တွေနဲ့ထုတ်ပိုးထားတဲ့ရောအလောင်းပေါင်း2000ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါကြောင့်တရားမဝင်စေခဲတွေကဖျောက်ပြစ်လိုက်တဲ့ Medical Court တွေကိုစုံစမ်းစစ်ဆေးလိုက်တဲ့အခါမှာတနိုင်ငံလုံးတုံလို့သွားရလောက်အောင် remake ပေါင်း2000ကျော်ရှိခဲ့ပါတယ်။ဘာကြောင့်ဒီလောက်အများကြီးရှိနေရလဲဆိုရင်အဲ့ဒီအချိန်မှာထိုင်းနိုင်ငံမှာ medical code တွေကတရားမဝင်ပါဘူး။ဒါကြောင့်တရားမဝင်စီးရဲနေကနေစွန့်ပစ်လိုက်တဲ့ remake တွေကိုဖះเจ้าကဝန်ထမ်းအချို့ကငွေယူပြီးတော့အစုလိုက်အပြုံလိုက်ဖြတ်ပစ်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါဟာအခန်းတစ်ခန်းထဲမှာစုပုံထားတာမဟုတ်ဘဲနဲ့အခန်းတိုင်းအလိုလိုမှာပြည့်နေနေခဲ့ပါတယ်။အခန်းတွေတိုင်းမှာလည်းနံပါတ်တွေတက်ထားပါတယ်။ဒါကတော့ထိုင်းနိုင်ငံမှာတကယ်ဖြစ်သွားတဲ့ဖြစ်ရမှန်တစ်ခုပဲဖြစ်ပါတယ်။